ဝိတ်ချနေရင်လည်းတခုခုစားကျင်တာတော့အချိုစားကျင်တာတော့ဖြစ်ဘူးကြလားဝိတ်ချနေတဲ့အချိန်မှာအချိုအစိမ့်လိုမျိုးအရသာရှိတဲ့အရာတွေကိုတောင်းတမိကြတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဗီဒီယိုထဲမှာဝိတ်ချနေတဲ့အချိန်မှာစားလို့ရတဲ့အစာပြေအစားအစာ၃မျိုးကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတစ်ခုကတော့ချင်းငံဆက်ငဖယ်တုပ်ပါဆိုတော့ငဖယ်တုပ်ကိုတော့ဒီစီကြော်နဲ့တော့စီကြော်လို့မရဘူးပေါ့နော်သူ့ကိုဒီငဖယ်အစစ်စစ်ကိုမှပြားလေးလုပ်ပြီးတော့ရင်နွေးထဲထည့်မယ်ပြီးရင်ဒီရင်နွေးကနေပြီးတော့ပြုတ်ပြီးသွားပြီဆိုရင်သူ့ကိုပပလေးလေးပြီးတော့ဒီတခြားပေါ့နော်လိုအပ်တဲ့အရာတွေဖြစ်တဲ့စားတို့ပြီးတော့ဒီဂေါ်ဘီတို့ပေါ့နော်ဒါလေးနဲ့ရောပြီးသွားပြီဆိုရင်တံမြာသီးလေးညှစ်ပြီးတော့တုပ်လိုက်မယ်ဆိုရင်ကိုယ်အနေနဲ့ကိုအစာပြေစားတဲ့အခါမှာတကယ်ကိုအရသာရှိတဲ့အစာပြေစားစာအနေနဲ့ချင်းငံဆက်ငဖယ်တုပ်ကိုစားပေးလို့ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ပြောင်းမှုတုပ်ပါဆိုတော့ပြောင်းမှုတုပ်ကိုဆိုရင်လည်းပြောင်းမှုကိုအရင်ပြုတ်မယ်ပြုတ်ပြီးသွားပြီဆိုရင်အဖူးလေးတွေခွာပြီးတော့ဒီပြောင်းမှုကိုလိုအပ်တဲ့ဒီစားတို့ပြီးရင်နှမ်းစီပေါ့နော်နှမ်းစီနည်းနည်းလေးထည့်ပြီးတော့တုပ်ပေးမယ်ဆိုရင်ဒီကိုကဘိုက်စားတဲ့အချိန်မျိုးမှာဆိုရင်တစ်ခုခုဝါးကျင်တဲ့အချိန်မျိုးမှာဆိုရင်ဒီပြောင်းမှုတုပ်ကိုစားပေးလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့မြေပဲတုပ်ပါဆိုတော့မြေပဲတုပ်ကလည်းဒီခုနကပြောင်းမှုတုပ်လိုမျိုးပဲပေါ့နော်မြေပဲကိုအရင်ပြုတ်မယ်ပြုတ်ပြီးသွားပြီဆိုရင်ဒီစားရယ်နှမ်းစီရယ်ပေါ့နော်အနည်းငယ်လေးထည့်ပြီးတော့တုပ်ပြီးတော့စားမယ်ဆိုရင်ကိုအနေနဲ့ကိုဘိုက်စားတဲ့အချိန်မျိုးမှာဆိုရင်ကယ်လိုရီနည်းနည်းနဲ့စားလို့ရမယ်အစာပြေစားစာမျိုးရရှိနိုင်မှာဖြစ်ပါတယ်တခုသတိထားမှာကြတော့ကိုအနေနဲ့ဒီ weight ချတဲ့အချိန်မှာစားရတဲ့အစားအသောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစီကိုတော့နည်းနည်းလေးပဲလျှော့သုံးပေးဖို့အတွက်အကြံပေးချင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဝိတ်ချရတာကပတ်စံအများကြီးကုန်ကြခံကြမလို့ပါဘူးကိုအနေနဲ့ကိုရဲ့အနီးတစ်ဝိုက်မှာပဲဖြစ်ဖြစ်ဒီဈေးထဲမှာပဲဖြစ်ဖြစ်အလွယ်တကူဝယ်ယူလို့ရတဲ့အစားအသောက်တွေကိုပဲအသုံးပြုပြီးတော့ဝိတ်ချလို့ရပါတယ်အခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့အစာပြေအစားအစာတွေကိုပဲဖြစ်ဖြစ်ဒီချက်ရလွယ်တဲ့အစားအသောက်တွေကိုသိချင်နေဆိုရင် Power Play app ထဲမှာ download ပြီးတော့ကြည့်လို့ရပါတယ် download link လေးကိုလည်း comment မှာချပေးထားပါတယ်ကျေးဇူးတင်ပါတယ်